ငယ်ကမိုးကလေးညိုညိုဆိုရင်အစီနှစ်အပြည့်နဲ့လည်းပစွန်လုံးတွေစားရပြီနော်ဒီနေ့မှာတော့ရေနဲ့လှော်စားလဲအရန်ကောင်းခဲ့တဲ့ပစွန်လုံးလေးကိုမကြီးရွက်လေးနဲ့ချင်းဆက်ဆက်လေးချက်စားမယ်ရှင်ဒီကပစွန်လုံးတွေကကိုရီစီယာလောက်အစီနှစ်တိတ်မပါပေမဲ့လေလက်ဆက်တော့အရန်ကိုချိုပါတယ်လက်မယူရီဆိုလဲအကြီးပါပဲဖောင်စည်းကနန်းနဲ့တော့မျိုးစိတ်ကွဲမယ်ထင်ပါတယ်အရင်ဆုံးကြက်သွန်မြူလေးစီတက်ပါမယ်ပြီးရင်တော့ပစွန်လုံးလေးတွေကိုစီတက်ထားရထည့်ပြီးတော့လှော်တလို့လေးလုံးပါမယ်ယူလီယာကတော့အိုးရေးမသားလို့နန်စတစ်ကွာမှာဆိုလို့ရဲတရဲလေးမှွေနေရပါတယ်ပစွန်လုံးကထုတ်ထားတဲ့အစီလေးတွေလည်းထည့်ပြီးတော့လုံးပါမယ်မွေးလာပြီဆိုရင်တော့ရေစစ်ထားတဲ့မကြီးရွက်လေးတွေထည့်ပါမယ်အချင်ထိန်မို့မြင်းငပီးလေးနည်းနည်းထည့်ပြီးလုံးပါမယ်အရသာနဲ့အယောင်အတွက်ကတော့အယောင်တွေမြုပ်ကျန်းမုတ်စားဟင်းခတ်မုတ်ချက်သားမုတ်ထည့်ပါမယ်ကြည့်ပါဦးဘိုက်သားဖွေးဖွေးနဲ့ကိုက်ချင်စရာကနန်းလေးတွေကိုမှွေနေနဲ့ကိုစားကျင်လာပါပြီအရသာလေးတွေတမအောင်မှွေပြီးရင်တော့လုံးရည်ထည့်ပါမယ်ငါးငှက်ပြားလေးလည်းနည်းနည်းပေါက်မယ်နော်အဖုံးလေးအုပ်ပြီးတော့ခဏတည်ထားပါမယ်ငရုတ်သီးစိမ့်ထချမ်းချမ်းထားလေးဖြူကိုမိသွားလို့ဖြူလိုက်ပါအောင်မယ်နော်ဖုံးလေးခဏပြန်အုပ်ထားပါမယ်ကဲခုဆိုရင်တော့လက်မရည်တဖွေးဖွေးနဲ့တရေရိုစရာပစွန်လုံးမကြီးရွက်ချက်လေးရပါပြီယူလီယာတို့အညာမှာပစွန်လုံးကိုဂျကားလို့လည်းခေါ်ပါတယ်ရွာကပစွန်လုံးလေးနဲ့မတူပေမဲ့ဒီပစွန်လုံးလေးတော်တော်ချိုပါတယ်လက်မထဲမှာလည်းအသားတွေကအပြည့်ပါပဲယူလီယာကတော့လက်မကိုက်လိုက်အောင်မယ်နော်တတာ